အရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းအနန္တတတဝငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြတ်ဝိနည်းအလုံးမဲ့ရှင်လန်းကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းအနန္တတတဝငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအလုံးမဲ့ရှင်လန်းကြပါစေသခါတော်ဝိရိတဘော6ပြကုံပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်ရာမြတ်တရားကိုကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအလုံးမဲ့ရှင်လန်းကြပါစေသာသနာတော်တည်တဲ့ရေးတွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထမ်းဆောင်ရွက်ကသမ္ပရိပန်တော်ပုံညက်ခေတံကိုယ်ကိုယ်အရိယများကိုကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအလုံးမဲ့ရှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိကတွားဝမယ်သုံးလူရှင်ဘုရားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအလုံးမဲ့ရှင်လန်းကြပါစေဖယားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ဃာဖတ်တော်အခန့်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖယားကိုယ်ွယ်တကိုးကျွေအပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွေအပေမကြနိဗ္ဗာန်ရတန်ဃာကိုယ်ွယ်စည်းစိမ်ကျွေအပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအဖြစ်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလို့အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရှင့်သန်ပြီးဉာဏ်နိဗ္ဗာန်စခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလမ်းညွှန်ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းအနန္တတတဝငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ရှုချိုခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းအလုံးမဲ့ရှင်လန်းကြပါစေ
တော်ဝိရိတဘော၆ပြကုန်၏ပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်းရမြတ်တရားကိုကာယကံမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနေယအားလုံးနဲ့ရှင်လန်းကြပါစေသာသနာတော်တည်တံ့ရေးအတွက်တို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထမ်းဆောင်ရွက်ကသုပရိပန်တော်ပုံညက်ခေတ္တဘုကုံ၏အရိယများကိုကာယကံမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြာဝိနေယအားလုံးနဲ့ရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစီကံတော်ဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေ